ဖခင်ကိုတင်ဘလို့မြင်လဲဒါလေးစဉ်းစားကြည့်တချို့ကဖခင်ကိုဘလို့မြင်လဲဆိုတာငါတို့ကိုးကွယ်တဲ့ဖခင်ဟာတရားသူကြီးအဲ့တော့သူဖခင်ကိုတရားသူကြီးလို့သူမြင်တဲ့အခါကျဘာဖြစ်လဲသလားသူ့မျက်လုံးထဲမှာလေအဲ့တရားရုံးကတရားဒီတို့ဘယ်လိုပြောမလဲဒါအပြစ်ဒဏ်တွေချမှတ်နေတဲ့သူပုံစံသူဖျားကိုမြင်တာဒါကြောင့် तू ကအပြစ်တစ်ခုခုလုံးမိမှာ तू ရမ်းကြောက်တယ်လုံးမိသွားဟဲ့ဖျားငါ့ကိုတရားစီရင်တော့မှာပဲအတင်းလေးနည်းနည်းပြောမယ်ဟဲ့ဖျားငါ့ကိုတရားစီရင်တော့မှာပဲဆေဘိုးတို့လေးတစ်ခါတည်းလေးမထည့်မိတာဖျားငါ့ကိုတရားစီရင်တော့မှာပဲအဲ့ဒီဆေဘိုးတို့မထက်တဲ့အပတ်မှာမှဒုက္ခကနည်းနည်းလေးပြဿနာတွေပဲတက်လာဆိုတေချာတယ်ဖျားငါ့ကိုရိုက်ပြီတေချာတယ်ဖျားငါ့ကိုရိုက်ပြီချပြီဖျားငါ့ကိုဆော်ပြီဖြစ်ချင်တော့ငလင်လောက်တာနဲ့မကြုံတော့ဟာပတိချာမဖျားငါ့ကိုဆော်တာဖျားငါ့ကိုဆော်တာဘလို့မြင်တာဖျားတရားသူကြီးလို့မြင်နေတာတချို့ကဖျားဘလို့မြင်လဲဆိုတော့ဖျားအင်မတန်တန့်ရှင်းတယ်အင်မတန်တန့်ရှင်းတဲ့ဖျားတကယ်ကိုကြီးမြတ်တဲ့ဖျားအဲ့တော့ तू ရဲ့တက်တာထဲမှာ तू ကဘလို့ဖြစ်သွားလဲဆိုတော့အပြစ်နည်းနည်းလုံးမိလိုက်တာနဲ့ငါမတန့်ရှင်းတော့ငါမတန့်ရှင်းငါမစုံနေမတန့်ရှင်းတဲ့အပြစ်သားနဲ့တန့်ရှင်းတဲ့ဖျားနဲ့ပေါင်းလို့မရဘူးလို့ဟိုဆရာခဏခေါ်တယ်ငါမတန့်ရှင်းငါဖျားကြောင့်သွားဖို့လဲငါမထိုက်တန်တော့ပါအမဆရာဖုန်းဆက်လို့ဆရာငါမတန့်ရှင်းတော့အမှုတော်ဆောင်နဲ့လည်းငါပြောဖို့မတင်တော့ပါငါမတန့်ရှင်းတော့ငါတဖြည်းဖြည်းနဲ့တော့ဝဲပြီနောက်ဆုံးဘာဖြစ်သွားလဲသလားငါဘွားကြီးဘလို့မှလည်းငါကဒီမတရားသောမိထွန်းနဲ့ငါမလွတ်မြောက်နိုင်ဘူးဒီမူရစ်စေဝါနဲ့ငါမလွတ်မြောက်နိုင်ဘူးဒီလောင်းကစားကနေငါမလွတ်မြောက်နိုင်ဘူးငါဒီဒုစရိုက်ကနေမလွတ်မြောက်နိုင်အဲ့တော့ငါကအပြစ်များတယ်ဒါကြောင့်တန့်ရှင်းတဲ့ဖျားနဲ့ငါနဲ့ကဘလို့မှမပတ်သက်ဘူးငါဖျားကြောင့်မသွားတော့ဘူးငါဘယ်ဖျားကိုမှလည်းမကိုးကွယ်တော့ဘူးတဖြည်းဖြည်းနဲ့ဖျားနဲ့ဝေးသွားတယ်ဘာကြောင့်လဲဖျားသခင်ကိုတန့်ရှင်းတဲ့ဖျားလို့ तू မြင်ပြီးတော့မှ तू မတန့်ရှင်းတဲ့ကမှာဖျားနာမကတ်ရတော့ခါတည်းကျွန်တော်ဖျားเจ้าလာတဲ့ခါမှာဘေးကတယောက်ကတေးချလုံးဝဆရာဘောလိုမျိုးနေမှာပေါ့ဒီလိုမျိုးလုံးဝအမှန်ကန်ဝတ်ထားနော်ရင်မွေးတွေကလည်းဖျန်းထားတော့9မိုင်လောက်ကနေအနံ့ရတာကျွန်တော်ရင်မွေးရမ်းကြိုက်အရမ်းကြိုက်တယ်ဆရာမဆရာရင်မွေးမကြိုက်ဒါကားစီလို့ရှိရင်အများနဲ့ပြဿနာတက်တယ်ကျွန်တော်တကယ်ချင်းမင်းတို့ရင်မွေးဘယ်လိုဆွတ်လို့တစ်ချက်ဆိုရပြီလေတဲ့ကျွန်တော်ဘယ်လိုဆွတ်လဲတယ်လဲကျွန်တော်ဖြတ်သွားလို့ရှိရင်9မိုင်လောက်တဲ့အနည်းဆုံး2ရက်လောက်တဲ့အနံ့ရနေမှာဒါရင်ဝေးကြိုက်တယ်အဲ့တော့အဲ့ဒီချိန်မှာမှရေတောင်မချိုးရသေးတဲ့သူတယောက်ရောက်လာတယ်ဆိုပါစို့တကယ်ပြောတာတခါလေအဲ့တိမ်ငယ်စိတ်ဝင်နေသလားငါကြောင့်ပြေးသွားအောင်မယ်ခုံလေးပြေးသွားပါအောင်မယ်မတန်ရှင်းတဲ့တစုံတစ်ခုဖြစ်သွားတဲ့ကမှာတိမ်ငယ်သွားတယ်ဘာကြောင့်လဲ तू ဖျားကိုတန်ရှင်းတဲ့ဖျားလို့ပဲမြင်တာတချို့ကျတော့ဖျားကိုဘယ်လိုမြင်လဲဆိုတော့တကိုးရှင်လို့မြင်အဲ့တော့ဘာဖြစ်လဲသလား तू ကတကိုးရှင်ဆိုတော့မိခွဆောင်ဘလူးလို့မျိုးထင်တယ်တောင်းသမျှအကုန်ရတယ်အဲ့ဒီမှာမဖျားကြောင့်တရားဟောတဲ့နေရာဘာလဲဆိုတော့တောင်းရင်ရမယ်အကုန်တောင်းတာ तू အကုန်တောင်းနော်တိုက်ပေးပါကားပေးပါအကုန်တောင်းနောက်ဆုံးရီးစားပါတောင်းတဲ့တစ်ဖွဲ့ရှိတယ်နော်တောင်းနေသူလက်ထောင်လို့ကျွန်တော်မပြောဘူးနော်တကယ်တောင်းတာတချို့တကယ်တောင်းတာအကုန်တောင်းတာအဲ့တော့တောင်းလို့ရရင်တော့ဟုတ်တယ်ဒီဖျားတကိုးကြီးတယ်ဟုတ်တယ်ဒီဖျားတကိုးရှင်ဟုတ်တယ်ဒီဖျားပေးတယ်အနာယောဂအနာမချမ်းမာခြင်းဖြစ်နေအဲ့တော့သူဆုတောင်းတယ်ဖျားကချမ်းမာခြင်းပေးတယ်ဟုတ်တယ်ဒီဖျားကဟုတ်တယ်တကိုးရှင်တကယ်လို့များသူဆုတောင်းတဲ့အရာတွေကမရခဲ့ဘူးမပြောက်ခဲ့ဘူးတော့တဖြည်းဖြည်းနဲ့သူဆုတောင်းတဲ့အရာတွေကဘာမှမထူးခြားဘူးဆိုရင်တော့ဘယ်လိုတတ်မှတ်လိုက်လဲဆိုတော့ဒီဖျားအားပလားဒီဖျားအတမရှိဘူးလက်ကဘာငါတောင်းနေရကြပါတခါမရအောင်ငါယောဂအတွက်ငါပြောင်းတောင်းနေတခါမပြောက်ဘူးဒီဖျားအားပလားနောက်ဆုံးဖျားဆိုမရှိပါဘူးဒီလိုတော့ဖြစ်သွားတတ်တယ်အဲ့တော့မေကုန်းကသင်ဖျားကိုဘယ်လိုမြင်သလဲဒါပေမဲ့ဒီနေ့ကျွန်တော်ဒီမှာရှိနေသူတယောက်ချင်းစီတိုင်းကိုနားလေစေချင်တဲ့အရာတစ်ခုကမှန်တယ်ခုနကပြောသွားတဲ့အရာတွေကမမှားဘူးဖခင်ကတကောရှင်လားဟုတ်တယ်ဖခင်ကတရားသူကြီးလားဟုတ်တယ်ဖခင်ကစီးမြတ်လားဟုတ်တယ်ဖခင်ကတန်ရှင်းလားဟုတ်တယ်ဖခင်ကစုံလင်လားဟုတ်တယ်ဖခင်တွေအားလုံးရဲ့သခင်လို့တောင်ပြောထားတာတိတ်ကိုကြီးမြတ်စုံလင်တယ်ဒါပေမဲ့အဲ့ဒီကြီးမြတ်စုံလင်တန်ရှင်းမြင့်မြတ်တဲ့ဖခင်ဟာတင်နဲ့ကျွန်ုပ်ရဲ့အဖေဖြစ်တယ်အဖေဖြစ်တယ်မိသားစုများဒီထဲမှာကျွန်တော်တခါတလေအဖေကိုမြေကြီးဖက်အဖေနဲ့တိုင်းတာကြတယ်ဒါပေမဲ့မြေကြီးအဖေတော်မှာအဖေအများစုဟာမိသားစုထဲမှာ
ကို့ဖေကိုအရင်ရှိန်နေတာတော်တော်ရှားပါတယ်အာမင်ဘယ်နာကသူကိုပြောလိုက်အဖေကိုအမြင်မှန်ဖို့အဖေကိုအမှန်မြင်ဖို့လိုတယ်လို့ပြောလိုက်ပါဟာလေလုယာဒါကြောင့်ကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကိုးကွယ်တယ်ကျွန်တော်တို့ရဲ့အဖေလို့သင်သိလိုက်တာနဲ့အဲ့ဒီကြီးမြတ်ဆုံးလင်တန်ရှင်းတဲ့ဖခင်ဟာငါရဲ့အဖေဖြစ်တယ်ဆိုတော့ကိုသင်သိလိုက်တာနဲ့အရင်ဦးဆုံးသင်ရဲ့တက်တာထဲမှာနှွေးထွေးခြင်းကိုသင်ခံစားလာရလိမ့်မယ်လုံခြုံခြင်းကိုခံစားလာရလိမ့်မယ်စိတ်ချခြင်းကိုခံစားလာရလိမ့်မယ်ဟဲ့ကာကွယ်ပေးခြင်းကိုခံစားလာရလိမ့်မယ်ထောက်ပံ့ခြင်းကိုခံစားလာရလိမ့်မယ်မြင်လာလိမ့်မယ်နောက်ဆုံးသင်ရမ်းမှုချက်တဲ့အခါမှာသင်ရဲ့ရှင်ပွင့်မော်ဟာအဖေရှိတယ်ဆိုတော့ကိုသိသွားလိမ့်မယ်ဟောသင်ရှုပ်ထွေးနေတဲ့အချိန်မှာအော်ငါအဖေနဲ့ငါတိုင်ပင်လို့ရပါလားဆိုတော့ကိုသင်သဘောပေါက်လာလိမ့်မယ်မိသားစုများဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကောင်းကင်ဖခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သဘောမပေါက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ခရစ်ယာန်အသက်တာရှုပ်ထွေးမှုပေါင်းများစွာနဲ့ရှေ့ဆက်နေတာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်လောကကိုဆင်းကြွလာရခြင်းရဲ့အကြီးမားဆုံးရည်ရွယ်ချက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးဒီလိုသဘောပေါက်တယ်မလားကျွန်တော်ပြောပြမယ်ယေရှုခရစ်တော်ဘာလို့လောကကိုလာလဲအပြစ်သားအားလုံးကိုအပြစ်ငရဲကနေကယ်တင်ဖို့ဒီလိုသဘောပေါက်တယ်ဟုတ်တယ်မလားမှန်တယ်မလားဒါမမှားဘူးဒါပေမဲ့အဲ့လောက်ပဲတော့မဟုတ်ဘူးယေရှုခရစ်တော်လောကကိုလာရခြင်းကအပြစ်သားတွေကိုအပြစ်ငရဲကကယ်တင်ဖို့လောက်ပဲမဟုတ်ဘဲနဲ့နားလည်စေခြင်းနဲ့ကောင်းကင်ဖခင်နဲ့ဝေးသွားတဲ့ကောင်းကင်ဖခင်ကိုမသိတော့တဲ့ကောင်းကင်ဖခင်ကိုမမှတ်မိတော့တဲ့သားသမီးတွေအားလုံးကိုအဖေရှိကြောင်းကိုပြောပြဖို့လာတာဖြစ်တယ်ဟာလေလုယာအဖေရှိတယ်အဖေရှိတယ်အဖေသင်ကိုချစ်တယ်အဖေသင်ကိုတန်ဖိုးထားတယ်အဖေသင်ကိုဆုံးရှုံးမခံနိုင်ဘူးအဖေသင်ကိုခွင့်လွတ်တယ်အဖေသင်ကိုလိုအပ်နေတယ်အဖေသင်ကိုဘယ်ချိန်ပြန်လာမလဲဆိုတာစောင့်နေတယ်အဲ့ဒီအရာတွေကိုပြောပြဖို့ယေရှုကမြေကြီးပေါ်ကိုဆင်းလာတာဖြစ်တယ်လက်ခုပ်တီးပြီးတော့မှယေရှုကိုဂုဏ်ပြုရအောင်ဒါကြောင့်မလို့ကျွန်တော်တမန်ကျမ်းစာကိုကျွန်ဖတ်ကြည့်အောင်ဟေဘရဲခန်းကြီး30ပိုင်းငယ်ခွန်ကိုဖတ်ကြည့်အောင်ကျွန်တော်ဒီဟေဘရဲခန်းကြီး30ပိုင်းငယ်ခွန်ကျွန်တော်ကလည်းဆိုကျွန်တော်ဒီအတူတူဖတ်အောင်တင်းနေတော့ကျွန်ုပ်ဒီကိုတော်ဤအလိုကိုဆောင်အံ့သောငါသွားပါမည်ဟုကျွန်ုပ်ဝန်ခံပါသည်ဟုရှောက်ဆို၏ဘသူကပြောတာလဲယေရှုကပြောတာဘသူရဲ့အလိုလဲခမဲတော်ရဲ့အလိုတော့ခမဲတော်ကပြောလိုက်တာကယေရှုရဲ့တားငါသားရီမှာအကောင်လုံးဟိုမှာအာရန်လောက်တာနဲ့အကောင်လစ်ကုန်ပြီဒီတိုင်းပြစ်ထားလို့မရဘူးအကောင်ဆုံးရှုံးကုန်မှာဒါကြောင့်မင်းတစ်ချက်လောက်မင်းတစ်ချက်သွားအောင်ဟိုမှာမင်းကင်မရမှာတွားအောင်မင်းချက်တွားအောင်ဒါကြောင့်ယေရှုခရစ်တော်ကမြေကြီးပေါ်ကိုဆင်းလာတာဖြစ်တယ်ဒါကြောင့်ကျမ်းစာကဒီလိုပြောတယ်ကိုတော်ဤအလိုကိုဆောင်အံ့သောငါသွားပါမည်ဟုကျွန်တော်ဝန်ခံပါသည်နောက်တစ်ပိုက်ကိုဖတ်ကြည့်အောင်ကျွန်တော်တို့ယောဟန်ခန်းကြီး6ဘက်က38ကနေ40ကိုဖတ်ကြည့်အောင်ယောဟန်ခန်းကြီး6အပိုက်ငယ်38ကနေ40 Come on တင်းနေတော့အကြောင်းမူကားရပြီယေရှုဘာပြောလဲငါဟာကိုအတွက်ကိုလာတာမဟုတ်ဘူးဘသူအတွက်လဲဖယားသခင်ခမဲတော်ကောင်းကင်ဖခင်ကလွတ်လိုက်လို့ငါလာတာဖြစ်တယ်ဘာကိုလွတ်လိုက်တာလဲတင့်ကိုကယ်ဖို့အဖေကလွတ်လိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာယောဟန်ခန်းကြီး1ပိုင်းငယ်18ကိုဖတ်ကြည့်အောင်ယောဟန်ခန်းကြီး1ပိုင်းငယ်18ဒီနေ့တော့ဖယားသခင်ကိုYes ဘုရားခင်ကဘသူမှမမြင်ဘူးဒါပေမဲ့တဲ့ခမဲတော်ရဲ့ရင်ခွင်၌ရှိသောတပါးတိသောသားတော်ယေရှုအဲ့ဒီယေရှုကကောင်းကင်ဖခင်ကိုထင်ရှားစေတယ်။ဒါကြောင့်မလို့ယေရှုကအမြဲတမ်းဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်ချမ်းသာနောက်တစ်ပိုက်ကိုဖတ်ကြည့်အောင်။ယောဟန်ခန်းကြီး14အပိုက်ငယ်9ဒီနေ့တော့အဲ့ဒီအဝါလေးကိုဖတ်ဒီနေ့တော့ငါကိုမြင်တော်သူဒီခမဲတော်ကိုမြင်တဲ့ဘသူကပြောတာလဲယေရှုက
Hey ဒါလို့ဆိုသဘောပေါက်မှထင်တယ်သဘောပေါက်မှထင်တယ်နော်ယေရှုကဘာပြောလဲငါဟာအဖေလွတ်လို့ငါမြေကြီးပေါ်ကိုလာတာငါကိစ္စငါလုပ်ဖို့လာတာမဟုတ်ဘူးအဖေကခိုင်းလို့လာတာဒါကြောင့်မလို့ငါကိုမြင်တဲ့သူဟာအဖေကိုမြင်တယ်ဟုတ်ဒါဆိုရင်ယေရှုခရစ်တော်ကမြေကြီးပေါ်မှာဘာလုပ်ခဲ့တာလဲပေါ့အဲ့မှာထားပါတော့ခဏကပြောတဲ့ငါကိုမြင်တဲ့သူကခမဲတော်ကိုမြင်တယ်ဒီနေရာမှာခမဲတော်ဆိုတဲ့စကားလုံးကိုကျွန်တော်နည်းရှင်းပြခြင်းတယ်ခမဲဒီထဲမှာနော်ဒါဟိုဘယ်လိုပြောမလဲဒေးဗစ်အဖေကိုဘယ်လိုခေါ်လဲပပဘာလို့ခမဲတော်လို့မခေါ်မလားမမောင်ဒါပဲခေါ်လားမခေါ်ဘူးအဲ့တော့ခမဲတော်ဆိုတဲ့စကားလုံးဘယ်အိမ်မှာများခေါ်လဲမခေါ်ဘူးနော်ကျွန်တော်မိုးရာရဲ့အနေငါအဝလို့မခေါ်နေငါခမဲတော်လို့ခေါ်မှာခမဲတော်ခေါ်ဆရာမအစီအမဲတော်ကျွန်တော်မိုးရာရဲ့တမီတော်ကျွန်တော်တားတော်မခေါ်ပါဘူးဒါဆိုရင်ဒီကျမ်းစာမှာခမဲတော်ဆိုတဲ့စကားလုံးဘာကြောင့်ရောက်နေတာလဲဆိုတော့အဲ့ဒီခေတ်ကာလတုန်းကဆရာကြီးယုဒတန်ကဒီကျွန်တော်တို့အခုဖတ်တဲ့ကျမ်းစာကိုမူရင်းကျမ်းစာဖြစ်တဲ့ဟေဘရဲဘာသာဂရိဘာသာကနေပြီးတော့မှဘာသာပြန်တာဖြစ်တယ်အဲ့ဒီဘာသာပြန်တဲ့ခေတ်ကာလအချိန်ခါမှာတုန်းကဘယင်အုပ်ဆိုးတဲ့စနစ်ဖြစ်တယ်တနည်းအားဖြင့်နန်းတွင်းထဲမှာသူအသက်ရှင်လှုပ်ရှားတာတွေလည်းရှိမှာပေါ့အဲ့တော့ तू ကမြန်မာလူမျိုးတွေကိုသာသနာပြုတ်ဖို့ပြင်ဆင်တဲ့အခါကျတော့မြန်မာလူမျိုးတွေကအဲ့ဒီခေတ်တုန်းကအဖေကိုဘယ်လိုခေါ်လဲခမဲတော်နန်းတော်တွေမှာဘယ်လိုခေါ်လဲခမဲတော်ဆိုတာအကြီးဆုံးပဲလေခမဲတော်တဲ့ကြီးတာရှိသေးလားမရှိတော့အဲ့တော့ခမဲတော်ဒါပေမဲ့အင်္ဂလိပ်ကျမ်းစာမှာကျတော့ခမဲတော်လို့မသုံးဘူး father အင်္ဂလိပ်ကျမ်းစာဘယ်လိုသုံးလဲ father ဆိုတာဘာလဲအဖေဒါဆိုဖခင်ကသင်တဲ့ကျွန်တော်ရဲ့ဘာလဲအဖေဒါပေမဲ့ကျွန်တော်တို့ကကျမ်းစကားအတိုင်းဖတ်ရင်တော့ခမဲတော်ဖခင်ဒီလိုဖြစ်ကုန်တာပေါ့ဒါပေမဲ့တကယ်တမ်းကျတော့လေသင်သာဝါသနာပါရင်သင်သာဆန္ဒရှိတယ်ဆိုလို့ရှိရင်အဝလို့ခေါ်လို့လည်းရတယ်ဟယ်လိုဖခင်ကိုသင်ပပလို့ခေါ်လို့လည်းရပါတယ်ဖခင်ကိုသင်ဒက်ဒီလို့ခေါ်လို့လည်းရပါတယ်ဖခင်ကိုသင်အဖေလို့ခေါ်လို့လည်းရပါတယ်အင်္ဂလိပ်ကျမ်းစာဘယ်လိုပြောလဲ father အာမင်ဒါကြောင့်မလို့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအဖေကောင်းကင်ဖခင်ကကျွန်တော်တို့ရဲ့အဖေဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်အဲ့တော့ယေရှုကဘာပြောလဲငါ့ကိုမြင်ရင်ငါခမဲတော်ကိုမြင်မယ်မိုးရာရဲ့ကိုမြင်တဲ့အခါမှာဘယ်သူ့ကိုမြင်လဲဘောပြည့်စုံကိုမြင်တယ်ဟုတ်လားမသိဘူးနော်ဒေးဗစ်ကိုမြင်တဲ့အခါမှာဆရာစောတင့်နိုင်ကိုမြင်တယ်ဟုတ်လားမသိဘူးအဲ့တော့သားသမီးတွေကအဖေနဲ့တူရိုးထုံးစံရှိတယ်ဒါပေမဲ့ယေရှုခရစ်တော်ကျတော့ရုပ်ပဲတူတာမဟုတ်ဘူးယေရှုခရစ်တော်သက်ရှင်တဲ့အချိန်မှာလှုပ်ဆောင်သမျှအရာခတ်သိမ်းဟာကောင်းကင်ဖခင်ရဲ့နှလုံးသားအတိုင်းပဲလှုပ်တာဖြစ်တယ်ဒါကြောင့်ယေရှုဘာပြောလဲဆိုငါ့ကိုမြင်ရင်ခမဲတော်ကိုမြင်မယ်ဒါဆိုမေကုန်းကယေရှုမြေကြီးပေါ်မှာဘာတွေလုပ်ခဲ့တယ်လဲယေရှုအနာရောဂါကိုငြိမ်းစေခဲ့တယ်ဒါဆိုအဓိပ္ပာယ်ကဘာလဲကောင်းကင်ဖခင်ကအနာရောဂါရှိတဲ့သူတွေကိုပျောက်စေခြင်းနဲ့ဖခင်ဖြစ်တယ်ဟေးသင်ရဲ့ယောဂါကိုကောင်းကင်ဖခင်ကတတ်တာစေခြင်းနဲ့ဟာလေလုယာသင်ရဲ့အနာကိုကောင်းကင်ဖခင်ကပျောက်စေခြင်းနဲ့ဟာလေလုယာတန်တရားခင်နဲ့ယုံပါဖခင်သခင်ကအနာယောဂါကိုငြိမ်းစေခြင်းနဲ့ဘာကြောင့်လဲယေရှုကိုယ်တိုင်အနာယောဂါကိုငြိမ်းစေခဲ့တယ်ယေရှုကိုယ်တိုင်အာမင်အဲ့ဒါကိုယေရှုကဘာလုပ်ခဲ့လဲအစာငတ်နေတဲ့သူတွေကိုယေရှုဘာလုပ်လဲကျွေးမွေးတယ်လူ9000ကိုကျွေးလားကျွေးတယ်ဒါဆိုကောင်းကင်ဖခင်အောင်သင်တို့ကိုကျွေးခြင်းလားကျွေးခြင်းနဲ့အဓိပ္ပာယ်ကဘာလဲဖခင်ဟာထောက်ပံ့တော်ဖခင်ဒါဆိုကောင်းကင်ဖခင်ကသင်ကိုသိထောက်ပံ့ခြင်းနဲ့တကယ်ထောက်ပံ့ခြင်းနဲ့သင်ကိုအစာကျွေးတဲ့ဖခင်ဖြစ်တယ်ကျွေးခဲ့တဲ့ဖခင်ဖြစ်တယ်ကျွေးခြင်းတဲ့ဖခင်ဖြစ်တယ်ထောက်ပံ့တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအဲ့ဒါဘာတူလဲကျွန်တော်တို့ရဲ့အဖေဖြစ်တယ်နောက်ယေရှုကဘာတွေလုပ်ခဲ့လဲအပြစ်သားတွေကိုခွင့်လွတ်တယ်ယေရှုအပြစ်သားတွေကိုခွင့်လွတ်တယ်ဘလောက်တောင်ခွင့်လွတ်တယ်လဲဆိုရင်လှဝါကတိုင်မှာ तू အသေးခံတဲ့အခါမှာသူ့ကိုရိုက်တက်နေတဲ့သူ့ကိုညှင်းဆဲနေတဲ့ယောမစစ်သားတွေကိုယေရှုကဘာပြောဆိုကိုရောတဲ့သူတို့ရဲ့အပြစ်ကိုလွတ်ပါသူတို့မသိလို့ပါယေရှုကသူ့ဘေးမှာရှိတဲ့သူ့ကိုနှိပ်စက်ညှင်းဆဲနေတဲ့သူတွေအပြစ်ကိုခွင့်လွတ်တယ်ဆိုရင်ကောင်းကင်ဖခင်ကသင်ရဲ့အပြစ်ကိုကျွန်တော်ရဲ့အပြစ်ကိုဒီမှာရှိတဲ့သူရဲ့အပြစ်ကိုဖခင်ခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာမရှိဘူးလက်ခုပ်တီးပြီးတော့မှကောင်းကင်ဖခင်ကိုဂုဏ်ပြုရအောင်ဟေးကောင်းကင်ဖခင်သင်ရဲ့အဖေဖြစ်တယ်သင်သဘောပေါက်စမ်းမ
တင်တဘောပေါက်ဆမ်းပါဒါကြောင့်ယေရှုမြေကြီးပေါ်ကိုလာတယ်ဆိုတာကဟေးညီကိုမင်းမိပါမယ်မဟုတ်ဘူးမင်းမအဖေရှိတယ်ဟေးညီကိုမင်းကငရဲကိုဘာအကြောင်းနဲ့မှသွားရမယ်လူမဟုတ်ဘူးမင်းကိုအဖေကကဲတင်ထားတယ်ဟေးညီကိုမင်းကိုအဖေကတန်ဖိုးထားတယ်ဟေးညီကိုမင်းဘာတွေစိတ်ထဲကြနေလဲအဖေမင်းအနားမှာရှိတယ်မင်းဘာတွေခက်ခဲနေလဲအဖေမင်းကိုထောက်ပံ့ခြင်းတယ်မင်းတယောက်တည်းလားအဖေကမင်းရဲ့အနားမှာရှိတာယေရှုကဒါတွေပြောဖို့မြေကြီးပေါ်ကိုလာတယ်ဆိုတော့ကိုနားလည်စေခြင်းတယ်ဒါကြောင့်တည့်ရကြတော့လာဇရုကငိုတယ်။ sorry လာဇရုအတွက်ယေရှုကငိုတယ်။ငိုအကြီးကျယ်ငိုတယ်။ဒါဆိုရင်ငါကိုမြင်ရင်ငါခမဲတော်ကိုမြင်တယ်ဆိုတော့ဖယားသခင်ဟာကောင်းကင်ဖခင်ဟာလူတယောက်ချင်းစီတည်းရဲ့နာကျင်မှုကိုလစ်လျူမရှုဘူးဆိုတော့ကိုကျွန်တော်မြင်ရတယ်။သင်နာကျင်နေတာကိုအဖေသိတယ်။သင်ဖြတ်တန်းနေရတာကိုအဖေသိတယ်။သင်ကြေကွဲနေတာကိုအဖေသိတယ်။သင်ရုန်းကန်နေရတာကိုအဖေသိတယ်။ဘယ်အဖေလဲ။ကောင်းကင်အဖေကောင်းကင်အဖေဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အဖိုးအာဒံနော်ကျွန်တော်ယောမအခန်းကြီး9ပိုင်းငယ်7ကိုဖတ်ကြည့်အောင်ယောမအခန်းကြီး9ပိုင်းငယ်7ဒီနေ့တော့yes အာဒံစားပြီးတော့မှဖယားစကားကိုနားမထောင်ဘူးတနည်းအားဖြင့်အပြစ်ကိုစားလုပ်တယ်အပြစ်ကိုစားလုပ်တယ်ဒါကအဲ့ဒီကျမ်းစာကိုကြည့်တဲ့အခါမှာကပ္ပဦးကျမ်းကိုကျွန်တော်ဖတ်ကြည့်အောင်ကပ္ပဦးကျမ်းအခန်းကြီး3အပိုင်းငယ်8ကနေ10ကိုဖတ်ကြည့်အောင်နေသောအချိန်တွင်ရပြီဘယ်အချိန်လဲနေအေးသောချိန်ညနေဆောင်လေးအဲ့ဒီညနေဆောင်လေးမှာဖယားသခင်ကဆင်းလာတယ်ဆင်းလာပြီးတော့မှခေါ်တယ်ဟေးအာဒံအေဝါဘယ်ရောက်နေလဲပေါ်ပြည့်စုံထွယ်နှုတ်စင်ဘယ်ရောက်နေလဲဥဝင်းသူအနီနော်လီဘယ်ရောက်နေလဲရှေ့ဆုံးမှာဆိုတော့အဒီမမင်းဘယ်ရောက်နေလဲဖယားသခင်လာမေးတယ်မင်းတော့ပြဿနာကအာဒံနဲ့အေဝါကသူတို့အပြစ်လုံးမိထားတယ်ဘာလုံးမိထားလဲအပြစ်လုံးမိတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့တဲ့အထံတော်မှလွတ်ချင်းကဥယျင်အပင်တို့တွင်ပုံကွယ်လျက်နေကြ၏ဒီနေရာမှာကြည့်တဲ့အခါမှာပြောကြည့်ပါအပြစ်တရားရောက်လာတယ်ပြောပါအပြစ်တရားရောက်လာတယ်အပြစ်တရားရောက်လာတဲ့အခါမှာပထမဦးဆုံးအကျိုးဆက်ကသေခြင်းမဟုတ်ကျမ်းစာကတော့အဖြစ်တရားအဖို့ကတေခြင်းလို့ပြောပြီးမြဲပထမဦးဆုံးရင်ဆိုင်ရတဲ့ဟာတေခြင်းမဟုတ်ဘဲနဲ့ပထမဦးဆုံးရောက်လာတဲ့အရာကလိုက်ပြောရှောင်ပုန်းခြင်းအပြစ်ကိုလုံမိတဲ့အခါမှာချက်ချင်းလူကဖယားသခင်ကိုအမြင်ပြောင်းသွားတယ်ပြောင်းပြီးတော့ဘာလုပ်လဲဆိုတော့ပုန်းတယ်ဘယ်နည်းအောင်များပုန်းနေတယ်လဲဘယ်နည်းအောင်များအပြစ်ကိုလုံမိလို့ပုန်းနေတယ်လဲအာရနဲ့အေဝါလည်းပုံးတယ်တင်ပုံးနေသလားတကယ်တော့ကျွန်တော်စဉ်းစားကြည့်တယ်သလားကျွန်တော်သမီးသာဖြစ်ခဲ့မယ်ဆိုရင်ပေါ့သူအပြစ်လုပ်မိတဲ့ခါမှာပုံးရမယ်အစားတကယ်တော့အဖေဆိုပြီးတော့မှအဖေစီကိုပြန်လှည့်လာမှာဖြစ်တယ်အဖေကျွန်တော်မှားသွားတယ်ကျွန်တော်လုံးမိသွားတယ်ဒါဆိုရင်ကျွန်တော်ထင်းနဲ့နောင်တနဲ့သာပြန်လှည့်မယ်ဆိုရင်ဖယားခင်ခွင့်မလွတ်နိုင်စရာဘာအကြောင်းမှမရှိဘူး။ဘာကြောင့်လဲတတ်လား။ယေရှုခရစ်တော်မြေကြီးပေါ်ကိုဆင်းလာတဲ့ခါမှာပြောတဲ့စကားနောင်တရဖို့ဖြစ်တယ်။ဒါပေမဲ့သူတို့လှုပ်လိုက်တဲ့အရာဘာလဲ။ပုံတယ်။ပြီးတော့ဆက်လှုပ်တဲ့အရာကဘာလဲ။အပြစ်တင်တယ်။သွားပြီအပြစ်ရောက်သွားပြီ။အပြစ်ရောက်သွားတဲ့အခါမှာတဖြည်းဖြည်းနဲ့လူကဖယားစီကနေဝေးသွားတယ်။ဘာဖြစ်လို့ဝေးသွားတာလဲ။ဖယားအပေါ်မှာအမြင်တွေပြောင်းသွားလို့ဖြစ်တယ်ဖယားငါတို့ကိုဒဏ်ခတ်တော့မှာပဲဖယားငါတို့ကိုကြိတ်တော့မှာပဲဖယားငါတို့ကိုဆော်တော့မှာပဲဖယားငါတို့ကိုရိုက်တော့မှာဒီလိုထင်တဲ့အခါမှာကြောက်တဲ့အခါကျတော့ပုံတယ်ယောမခန်းကြီး3ပိုင်းငယ်23ကိုဖတ်ကြည့်အောင်ဒီနေ့တော့ယောမခန်းကြီး3ပိုင်းငယ်23ဖတ်ကြည့်အောင်ဒီနေ့တော့အဘယ်ကြောင့်နေမူကား
လူပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားသခင်ရှေတော်၌အတရေပြတ်ကြပြီဒုစရိုက်ကိုသူတို့လှုပ်ဆောင်မိတယ်နောက်ဆုံးကျတော့ဘာဖြစ်လဲဖျားအရှိမှာဘာမှရစရာမရှိတော့ဘူးအတရေပြတ်သွားတယ်ဒီမှာရှိတဲ့ဖခင်များကျွန်တော်မေးချင်တယ်မိခင်များကျွန်တော်မေးချင်တယ်တကယ်လို့တင်းရဲ့သားသမီးဟာအပြစ်လုပ်မိတယ်ဆိုပါစို့သူတို့ရဲ့အပြစ်ကိုသူတို့ဝန်ခံပြီးတော့တင်းစီကိုလာမယ်ဆိုရင်ဘယ်ညောက်ကဆော်မယ်ကွာဆိုတဲ့သူရှိလို့လေရှိခဲ့တယ်ဆိုရင်တော့ကိုယ်သားသမီးကိုတေစေမဲ့မိပါတော့မရှိဘူးလေဘလို့မိပါပဲရှိလေအပြစ်နဲ့နောင်တနဲ့ပြန်လဲလာတဲ့သူကိုကြိုးဆိုတဲ့မိပါပဲရှိတယ်လေမဟုတ်ဘူးလားတကယ်အပြစ်ကြီးဆိုပိုတော်ဆိုသေးတယ်ကျွန်တော်ကိုယ်သားသမီးကိုစီကနေစဉ်းစားကြည့်တင်းရဲ့သားသမီးတင်းစီကနေရုပ်တရက်ပျောက်သွားတယ်တင်းရှာမှာပဲတင်းရှာမှာလိုက်ရှာမှာပဲတရက်ရှာနှစ်ရက်ရှာသုံးရက်ရှာလေးရက်မြောက်မှတွေ့လာတဲ့အခါမှာအဖေသမီးမားတယ်တားမားတယ်ဆိုလို့ရှိရင်ကျွန်တော်သားဆိုရင်ကျွန်တော်ရင်ပြောမယ့်စကားကသမီးမချောင်းနဲ့အဝါရှိတယ်သမီး no problem အဝါရှိတယ်သမီးအဝါရှိတယ်မချောင်းနဲ့တော့မချောင်းကျွန်တော်အဲ့လိုပြောမှာတင်းဘယ်လိုပြောမလဲတင်းဘယ်လိုပြောတင်းလည်းအဲ့လိုပဲပြောမှာမလားအဲ့လိုပဲလေအတိတ်ပြပါလေအာရနဲ့အေဝါသာမပေါင်းမဲနဲ့ဖျားသခင်ဆိုပြီးတော့ပြန်လာခဲ့မယ်ဆိုရင်ဖျားသခင်ကတေချာပေါက်လက်ခံမှာဖြစ်တယ်ဖျားသခင်ကတေချာပေါက်ပြန်ပြီးတော့မှသူတို့ကိုကောင်းချီးပေးမှာဖြစ်တယ်ဘာကြောင့်လဲဖျားသခင်ခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာမရှိဘူးကျွန်တော်ပြောမယ်ကျွန်တော်တေချာနားထောင်နော်ကျွန်တော်သမီးကိုအရန်ချစ်တယ်ကျွန်တော်သမီးကိုကျွန်တော်အရန်ချစ်တယ်တကယ်ချစ်တယ်ဘလောက်ချစ်လဲဆိုမပြောပြတတ်အောင်ချစ်တယ်ဒါပေမဲ့ကျွန်တော်သမီးရဲ့မစင်တော့ကျွန်တော်မချစ်ဒီထဲမှာမိဘများကိုသားသမီးအရန်ချစ်လို့ဆိုပြီးတော့ကိုသားသမီးခန္ဓာကိုယ်ကနေထွက်တဲ့မစင်ကိုတန်ဖိုးရှိစွာနဲ့အခုချိန်นี้တင်ထားတယ်ဆိုတဲ့သူဘယ်သူရှိလဲဟမ်ရှိလားထွက်တဲ့နန်းလေးမွေးလိုက်တာသွားရရနန်းလေးအဲ့ဒါလေးကိုစောင့်ထားတယ်ရှိလားမရှိဘူးသားသမီးကိုချစ်လားမစင်ကိုချစ်လားပြန်ပြောသားသမီးကိုချစ်လားမစင်ကိုချစ်လားဟဲ့ဖျားသခင်ကလူသားကိုချစ်တယ်အပြစ်ကိုတော့မချစ်ဘူးအဲ့တော့ကျွန်တော်သမီးကိုချစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သမီးကိုကျွန်တော်ဆုံးရှုံးမခံနိုင်ဘူးမစင်ပေလို့ဆိုပြီးတော့ဆရာပေါ်ပြီဆိုတာသမီးကိုအမွေပြတ်ဆုံးလို့လိုက်သည်ဘယ်နောက်ရှိလဲမရှိပါဘူးတခါတည်းအရန်ဒေါသထွက်သွားတဲ့အခါမှာတအားစိတ်ဆိုးလို့စိတ်လိုက်မှပြောရင်ပြောကောင်းပြောမယ်ဗျာဒါပေမဲ့90%ဖခင်တွေကဘယ်တော့မှကိုယ်သားသမီးကိုမဆုံးဘူးဆိုရင်တော့ကြော်လည်းမပြောတတ်ဘူးဆိုတဲ့သူတွေရှိလားရှိပါတယ်မြေကြီးအဖေဒါပေမဲ့ကောင်းငင်ဖခင်ဘယ်တော့မှမဆုံးဘူးတင်းကိုအလင်းပြည့်၍မထားအဲ့တော့ကျွန်တော်သမီးကကျွန်တော်ရမ်းချစ်တယ်မစင်ပေသွားတဲ့အခါမှာဘာလို့လဲသလားအဲ့ဒီမစင်ကိုတုတ်ပေးတဲ့သူကလည်းကျွန်တော်ပဲဖြစ်တယ်ကျွန်တော်ပဲအဲ့ဒီမစင်ကိုလည်းဆေးပေးတာလည်းကျွန်တော်ပဲတခါလေကြရင်တော့ဆ iam အစင်ကိုပေးလိုက်တာပေါ့ဒါပေမဲ့မိဘကပဲကိုသားသမီးအညစ်အကြေးကိုပြန်ပြီးတော့ဆေးပေးတာဖြစ်တယ်ဟေးလူသားကိုဖျားချစ်တယ်လူသားရဲ့အသက်တာတွေကနေစီးထွက်လာတဲ့အဲ့ဒီမစင်နဲ့တူတဲ့အပြစ်ကိုဖျားမချစ်ဘူးဒါကြောင့်လေအဲ့ဒီလူသားရဲ့အသက်တာတွေမှာတန့်ရှင်းစင်ကြယ်သွားအောင်လုပ်ပေးတာလေအဖေပဲဖြစ်တယ်မိသားစုများခါလေကျွန်တော်တို့ဒီလိုထင်တယ်သလားငါတို့ကယေရှုရွေးလိုက်တာအဲ့လိုထင်တယ်တကယ်တော့သင်ယေရှုရွေးတာမဟုတ်ဘူးကျွန်တော်သမီးနဲ့ကျွန်တော်ကိုပဲကြည့်အဖေနဲ့သမီးဘသူကအရင်ချစ်တယ်လို့ထင်တယ်ကဲပြောကြည့်ဘသူအရင်ချစ်လဲအဖေဘောဘာလို့အဖေအရင်ချစ်တာလဲအဖေအရင်ရှိတာလေတားအရင်ရှိတာမှမဟုတ်တာဟုတ်လားမဟုတ်ဘူးလားဒီသဘောပဲဖယားသခင်နဲ့သင်နဲ့မှာသင်ဖယားကိုချစ်တာမဟုတ်ဖယားကသင်ကိုချစ်တာဘယ်ကလေးကချစ်လဲကျမ်းစာဖတ်ကြည့်အောင်ဘယ်ကလေးကချစ်လဲကြော်ပြမယ်အေဖက်ခန်းကြီး1အပိုင်းငယ်4ကိုဖတ်ကြည့်အောင်အေဖက်ခန်းကြီး1အပိုင်းငယ်4ဒီနေ့တော့ဤကဘာမတီမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီဘယ်ကလေးရလဲကဘာမတီမရှိမီအဲ့ဒီကလေးကသင်ကိုရွေးထားပြီးသားသင်ကိုရွေးထားပြီးသားသင်သဘောမပေါက်လို့သင်မသိလို့သင်ကိုရွေးထားပြီးသားရွေးပြီးတော့မှဘာလုပ်လဲကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ဘသူအားဖြင့်ကြဲကြဲပြောဘသူအားဖြင့်ဘာတွေကိုပေးတာလဲအရှိကိုပြန်ဖတ်ဘာတွေကိုပေးတာလဲကောင်းကင်ဘုံနှင့်ဆိုင်သောဘာနဲ့ဆိုင်သော
ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့သခင်ယေရှုခရစ်ခမဲတော်ဖခင်သခင်သည်မင်္ဂလာဖေးနာကသူကိုပြောလိုက်ပါအောင်ဖခင်သခင်တင့်အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ထပ်ပြောလိုက်အဖေမင်းကိုတိတ်ချစ်တယ်ထပ်ပြောလိုက်အဖေမင်းကိုအဆုံးရှုံးမခံနိုင်ဘူးလက်ခုပ်တီးပြီးတော့မှကောင်းကင်ဘုရားကိုဂုဏ်ပြုရအောင်ဟာလေလုယာဒါကြောင့်ဘုရားသခင်ကဘာလုပ်လဲဆိုတော့ယောမအခန်းကြီး9အပိုင်းငယ်19ကိုဖတ်ရအောင်ယောမအခန်းကြီး9အပိုင်းငယ်19အကြောင်းမူကားတယောက်သောသူသည်နားမထောင်သောအားဖြင့်အပြစ်ရောက်သည်ဤသူတယောက်သောသူသည်နားထောင်သောအားဖြင့်လူများတို့သည်ဖြောင့်မတ်ရသောအာတန်အားဖြင့်ကျွန်တော်တို့အပြစ်ရောက်တယ်အပြစ်ရောက်သွားတဲ့အခါမှာဘုရားသခင်နေပါစေကွာထားလိုက်တော့အချို့ပြောမယ်အလုံးချက်ကြည့်ခမချက်ကြည့်ဘုရားသခင်ကတကိုးရှင်ဖြစ်တယ်ဟုတ်ပါသလားဘုရားသခင်ကအရာခတ်သိမ်းကိုတတ်ဆွမ်းနိုင်တယ်ဟုတ်ပါသလားဘုရားသခင်ကမတတ်နိုင်တဲ့အမှုမရှိဘူးဆိုတာကိုယုံပါသလားကျွန်တော်ပြောပြမယ်ကျွန်တော်တို့လူသားတွေအာရနဲ့အေဝါအဖြစ်ကိုလုံးမိလိုက်ပြီဗျာဘုရားကဒီလိုလုပ်လို့ရတယ်အဲ့ဒီအာရနဲ့အေဝါကိုဖယ်ပြီးတော့မှကန်ဆယ်လုပ်လိုက်ပြီးတော့နောက်ထပ်အသစ်ပြန်ဖန်ဆင်းလို့ရတယ်ဟုတ်လားမဟုတ်ဘူးလားဒီမှာအာရနဲ့အေဝါဆိုတော့ဟိုဘမှာအေဝါနဲ့အာရအသစ်ပြန်ဖန်ဆင်းလို့ရတယ်ဖခင်အသစ်လှုပ်လို့ရတယ်မလှုပ်လို့မရတာမဟုတ်ဘူးရတယ်ဒါပေမဲ့ဖခင်မလှုပ်ခဲ့ဘူးဘာကြောင့်လဲသင်ကိုတိတ်ချစ်လို့ဖြစ်တယ်သင်ကိုအဆုံးရှုံးမခံနိုင်လို့ဖြစ်တယ်ဖခင်ကအသစ်ပြန်မဖန်ဆင်းမဲနဲ့ဆုံးရှုံးသွားတဲ့သင်ကိုပဲဖခင်ကလိုက်ခဲ့တာဖြစ်တယ်ဒါကြောင့်တခြင်းလေးကဒီလိုပြောတယ်ကြီးမားလွန်တယ်ကိုရောမြတ်တာကျွန်တော်ကိုပဲမိနိုင်သောမြတ်တာစိတ်နှလုံးကျွေးမဲ့ကိုးစားယုံကြည်ကိုရောဘာတီတာတချင်းစာသားဘာပြောလဲကျွန်ုပ်ကိုပင်မိနိုင်သောသင်ဘလောက်ဆိုးမလဲကြိုက်တဲ့လောက်ဆိုဖရာသခင်မေတ္တာဟာသင်ကိုမိတယ်သင်ဘလောက်ပြေးမလဲကြိုက်တဲ့လောက်ပြေးအဖေသင်ကိုရအောင်လိုက်လိမ့်မယ်သင်ဘလောက်မိုက်မလဲကြိုက်တဲ့လောက်မိုက်ဒါပေမဲ့ဖရာရဲ့မေတ္တာနဲ့တွေ့ရင်ဘယ်အရာမှမခံနိုင်ဘူးသင်ဆိုတာတော့မပြောနဲ့ရှင်ပေါလုလိုလူမျိုးတောင်မှပြောင်းလဲတယ်ရှင်ပေါလုကအသင်းတော်ကိုညှင်းဆဲတာအသင်းတော်ကိုဖျက်ဆီးတာခရိယန်တွေကိုတတ်တာတာမန်စရိတ်တော့ဘိန်းရှူအရက်တော့အဲ့လောက်ပဲမဟုတ်ဘူးဖိုးရှူမိမလိုက်စားအဲ့လောက်ပဲမဟုတ်ဘူးခရိယန်တွေကိုညှင်းဆဲတာဒါပေမဲ့အဲ့လောက်ဘယ်တော့မှပြောင်းလဲမှာမဟုတ်တော့ပါဘူးလို့ထင်ထားတဲ့ရှောလူတောင်မှဖယားရဲ့မေတ္တာကောင်းကင်အဖကိုသဘောပေါက်သွားတဲ့အခါမှာ तू မခံနိုင်ဘူး तू မခံနိုင်ဘူးခရိယန်တွေကိုညှင်းဆဲတဲ့ရှောလူကနေခရစ်တော်အတွက်အသက်ပေးတဲ့ပေါလုဖြစ်လာတယ်ဟာလေလုယာလက်ကုပ်တီးပြီးတော့မှကျွန်တော်တို့ဘုရားခင်ကိုဂုဏ်ပြုရခဏကကိုရဲစာတချင်းဆိုသွားတယ် तू တက်တဲ့ခံ तू ရင်တော့ရေးလဲစော်တယ်တဲ့ तू မပြောလို့ तू ပြောရင်ဒီကျွန်တော်တရားဟောမှာမဟုတ်ကျွန်တော်သိတယ်तू မပြောတာပဲကျွန်တော်ယေရှုတင်တယ်နော်ကျွန်တော်တရားဟောတာ तू အကြောင်းကျွန်တော်တို့ပြောပြတာဆိုဟာတကယ်စော်တာ तू တကယ်အကြီးကျယ်စော်ခဲ့တဲ့ तू ဒါပေမဲ့ဖယားမြတ်တာကိုခံစားတဲ့အခါမှာဟာဖျောင်းလိုပဲပျော့ပြောင်းသွားတယ်သူအိမ်သွားလို့ရှိရင်ဒီပုံစံကိုကြည့်ပြီးတော့အယမ်းမာမလို့မထင်နဲ့နော်အိမ်ရောက်သွားရင်သားသမီးတွေကိုအယမ်းချစ်တာဘယ်လိုလဲခဏတက်တာနဲ့နော်ကျွန်တော်မိမဘာညာကန်လိုက်ပြီဆွဲလိုက်ပြီတကွက်ထုတ်လိုက်ပြီလုပ်လိုက်ပြီနော်ကျွန်တော်မိမဘာမတ်တက်တွေဘာရက်ခိုင်းလိုက်တာလှုပ်လိုက်တာနော်ကျွန်တော်ကတကယ်တော့ကျွန်တော်သူ့ဆရာနဲ့တင်ထားတာပါလို့ဖယားမြတ်တာဖယားမြတ်တာကျွန်တော်ကိုဘိနာသူပြောလိုက်အဖေမင်းကိုအရန်ချစ်တယ်ကွာလို့ဟာလေလုယာဟာလေလုယာဒါကြောင့်ဘလောက်တောင်ချစ်လဲဆိုရင်ယောဟန်ခန်းကြီး3ပိုင်းငယ်16ကိုဖတ်ကြည့်အောင်ဒီနေ့တော့ယောဟန်3:16တမီးယော3:16ကဲဒီနေ့တော့ဘုရားသခင်သားတော်ကို
အာမင်ဒီချမ်းပိုက်ဟာကျွန်တော်တို့အားလုံးအလွတ်ရတဲ့ချမ်းပိုက်လေးဖြစ်တယ်အများစုကြားဘူးတဲ့ချမ်းပိုက်လေးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တစ်ချက်ပြောပြမယ်အရင်တုန်းကကျွန်တော်ကဘလို့ဒီချမ်းပိုက်ကိုဘလို့သိခဲ့တယ်လဲဆိုလို့ရှိရင်တော့ငါကအရေးတိတ်ကိုအပြစ်များတယ်ငါကဘလို့ပြောမလဲဖျားရှိမှငါကအင်မတန်မောက်ကိုယွန်စရာကောင်းတဲ့သူဖြစ်တယ်အကယ်တင်ချင်းအဲ့လိုဝင်ကားကြတယ်ဟုတ်လားမဟုတ်ဘူးလားတရားရင်ယွန်စရာကောင်းတယ်တရားတီးကောင်းလို့တရားမြေကြီးလို့တရားပိုးရွလို့လောက်လို့အချီးကျအဲ့လိုတင်တာလေကျွန်တော်ငါတာဆုပ်ပြတ်သားပြီးတော့မှရစရာမရှိယွန်စီရအဲ့လိုလူမျိုးကအင်မတန်မှတန့်ရှင်းတဲ့ဖခင်နဲ့ကျတော့တအားဝေးတယ်ပေါင်းလို့မရအောင်ဒါကြောင့်ဖခင်ကဘာလုပ်လဲဆိုလို့ရှိရင်တော့ယေရှုခရစ်တော်ကိုဆေလွတ်ပြီးတော့မှအဲ့ဒီယေရှုရဲ့အထဲမှာမင်းကိုထည့်လိုက်တယ်ပြည့်စုံထည့်လိုက်တယ်မမားဘူးမှန်တယ်ဒါပေမဲ့အတွေးရဘယ်လိုလဲသလားတော်သေးတယ်ယေရှုကယ်လို့ယေရှုထဲအထက်ခံရလို့တော်သေးတယ်တကယ်လို့များယေရှုထဲတာအထက်မခံရဘူးဆိုငါဟာတော်သုံးမကြတဲ့ကောင်ငါတော်ကိုယွန်စရာကောင်းတဲ့ကောင်ငါဘာမှရစရာမရှိတော့ဘူးငါဘယ်သူမှချစ်တဲ့သူမရှိတော့ဒီလိုမျိုးကျွန်တော်တွေးကုန်ဒါပေမဲ့ကျမ်းစာကိုတေချာလေးဖတ်ကြည့်ပါဦးမိသားစုများတေချာလေးဖတ်ကြည့်မှန်တယ်ယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့ကလွတ်မြောက်တာမှန်ဒါပေမဲ့တေချာဖတ်ကြည့်ရင်ကျမ်းစာဘယ်လိုပြောလဲဆိုတော့ဖျားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင်လောကီသားကိုချစ်တယ်မိသားစုများယေရှုကြောင့်လွတ်မြောက်တာမှန်ပေမဲ့ယေရှုရောက်လာမှသင်ကိုရွေးချယ်ဖို့ဘုရားပြင်ဆင်တာမဟုတ်ဘူးဟောစကရေကသင်ကိုရွေးချယ်ထားပြီးသားဟောစကရေကသင်ကိုဘုရားကလက်ခံထားပြီးသားဟောစကရေကဘုရားကသင်ကိုအဆုံးရှုံးမခံနိုင်လို့ယေရှုကိုမြေကြီးပေါ်ကိုဆေလွတ်တာဖြစ်တယ်ဘလောက်တောင်သင်ကိုချစ်တာလဲတပါးရီတော်သားတော်ကိုစွန့်လောက်တဲ့အထိချစ်တယ်ဘလောက်ချစ်လဲအဲ့လောက်ချစ်တယ်ဒါကြောင့်လက်ဝါးကတိုင်ဆိုတာကဖျားသခင်ရဲ့ကောင်းကင်ဖခင်ရဲ့မေတ္တာကိုတတ်သိပြတဲ့အကောင်းဆုံးနေရာဖြစ်တယ်သင်ဘလောက်တောင်ချစ်လဲပြောကြည့်အောင်ယေရှုကိုပေးလောက်တဲ့အထိချစ်တယ်ပြောကြည့်အောင်ယေရှုကိုပေးလောက်တဲ့အထိချစ်တယ်ယေရှုကိုစွန့်တဲ့အထိတိုင်အောင်ချစ်တယ်ဘသူကချစ်တာလဲအဖေကဘသူကိုချစ်တာလဲသင်ကိုဖြစ်တယ်ကျွန်တော်သမီးကိုတအားကြွားခြင်းတယ်ကျွန်တော်သမီးကိုလေလူပုံအလဲမှာကျွန်တော်ထုတ်ကြွားခြင်းတယ်ကျွန်တော်သမီးတော့အခုကျွန်တော်သားတော်ကျွန်တော်တော်တော်ကြွားတယ်ဘယ်လိုကျွန်တော်တာပြုံးတယ်ရေးလဲပြုံးတာအဖေနဲ့မတူတာတော့အဲ့ဒါပဲအမြဲပြုံးနေတာအသက်ကုန်ပြုံးတာကျွန်တော်သားမနေ့မိုးလင်းလိုက်လဲသူပြုံးတယ်အဲ့ခါနီးလဲသူပြုံးတယ်ဟိုတလောကမဟုတ်တနေ့ကဟိုဗလဲအဲ့ကာကွယ်စုထိုးတဲ့အချိန်မှာနာလဲပြုံးတယ်သူကျွန်တော်အဲ့လေဗီဒီယိုရိုက်ပြီးတော့ကျွန်တော်အမြဲတမ်းတင်တယ်နော်ဒီမှာရှိတဲ့သူတွေချားတော့ကျွန်တော်သမီးကိုကျွန်တော်အကြီးကျယ်ကြွားဖို့တော့ကျွန်တော်ယူလာတယ်ရောက်ခါနီးကြမှာကျွန်တော်သမီးကအကြီးကျယ်မစင်စွန့်နာဟောဘယ်နှစ်ယောက်ကတ်ချင်လဲအဲ့တော့ကျွန်တော်သမီးကိုကြွားချင်ဒါပေမဲ့မကြွားခင်ကျွန်တော်ကမစင်ကိုအရင်ဆေးပေးဖို့တော့လိုတယ်ဘသူဆေးပေးလဲကျွန်တော်ပဲဒါကြောင့်အဖေကတင့်ကိုတိတ်ချစ်တယ်တင့်ကိုလည်းချီးမြှောက်ခြင်းတယ်ဒါပေမဲ့တခါတည်းတင်းရဲ့တက်တာထဲမှာမစင်နဲ့တူတဲ့ဒုစရိုက်အဖြစ်တွေရောက်လာတဲ့အခါမှာချီးမြှောက်ခြင်းပေမဲ့ချီးမြှောက်တဲ့အချိန်မရောက်ခင်အရင်အဲ့ဒီဒုစရိုက်ကိုဆေးပေးတဲ့အချိန်ကိုအရင်ဖြတ်တန်းရတယ်ဒါတင့်ကိုဖះမတုံးတာမဟုတ်ဆေးပေးနေတာတခါလေတင်းကဆေးပေးတဲ့အချိန်မှာငြိမ်မနေဘူးဟုတ်လားမဟုတ်ဘူးလားဒါပေမဲ့အားလုံးပြီးသွားတဲ့အခါမှာဒီမှာကျွန်တော်သားဒီမှာကျွန်တော်သမီးဒီမှာဒါကြောင့်ဘုရားသခင်ကျမ်းစာကိုဖတ်ကြည့်လိုက်ဘုရားသခင်ကလေအရင်ဓမ္မဟောင်းမှာတော့ဆိုလို့ရှိရင်ကိုရောဘလို့ဆိုငါဟာတဲ့အာဗြဟံရဲ့ဘုရားတဲ့ဘုရားတိတ်ကြွားခြင်းတဲ့ဘုရားသလားတိတ်ဂုံယူခြင်းလားငါအိဇက်ရဲ့ဘုရားလေတဲ့ငါယာကုပ်ရဲ့ဘုရားလေတဲ့ဒီနေ့ခေတ်လို့ဆိုဘလို့ဖြစ်မလဲကိုရောဘလို့လဲငါနင်းတို့သစီဒီမန္တလေးကဥဝင်းသူရဲ့ဘုရားလေငါအာမင်ဘယ်သူလဲဟာနော်ပေါ်ပြည့်စုံရဲ့ဖခင်လေဟာလေလုယာဟာဘယ်သူလဲဆ iam ဆင်ရဲ့ဖခင်ဟာလေလုယာဖခင်သခင်ဟာတင့်ကိုဘယ်တော့မှမချန်ထားခဲ့ဘူးဖခင်သခင်ဟာတင့်ကိုဘယ်တော့မှမစွန့်ခဲ့ဘူးဒါကြောင့်ဒီမှာရှိတဲ့မိသားစုများဒီနေ့မှာကျွန်တော်တင့်ကိုနားလည်စေခြင်းတဲ့အရာကဒီအရာပဲတင်ဖခင်သခင်ကိုမြင်တဲ့အမြင်ကိုတင်ပြောင်းပါယေရှုခရစ်တော်ကအဆုတောင်းနည်းသင်ပေးတဲ့အခါမှာ तू က
ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဖလို့သွားတင်ပေးတယ်ကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့ဘယင်လို့မပြောဘူးကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့တရားသူကြီးလို့မပြောဘူးကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့တကောရှင်လို့မပြောဘူးယေရှုကဘယ်လိုပြောလဲကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့အဖဒါကြောင့်ကျွန်တော်ပြောမယ်နော်ကြည့်ကျွန်တော်ဟာဘာလို့လဲဆိုရင်သင်ဟုတ်ဆရာဖြစ်တယ်ဟုတ်ပါသလားအားလုံးအတွက်ကျွန်တော်သင်ဟုတ်ဆရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်သမီးအတွက်ကျွန်တော်ဘာလို့လဲအဖေအာမင်အာမင်ဒီမှာကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်ဆိုကြပါစို့နော်သဘောတရားတစ်ခုက Blake ဟာတမရဘာလဲတမရဆိုတော့ကိုကြီးလားပါဝါရှိလားလက်ညှိုးညွှန်ရရေဖြစ်လားအမမဆိုလုံနိုင်လားလုံနိုင်တယ်အဲ့ဒီတမရကိုဒေးဗစ်က TV မှာမြင်ဘူးတယ်ဘာမှမြင်ဘူးလားလဲ TV မှာမြင်တာဒါတမရကြီးအဲ့တော့သူ့စိတ်ထဲမှာဘလို့ပဲထင်လဲဆိုတော့ तू ကြောက်တယ် तू ရှိန်တယ် तू အနာမကက်ရဲဘူးဒါပေမဲ့ဒေးဗစ်ရဲ့တငယ်ချင်းဖြစ်တဲ့မောင်ပြည့်စုံကြတော့ तू ကတမရတော့ဖြစ်တယ်ဒါပေမဲ့မောင်ပြည့်စုံရဲ့အဖေဖြစ်နေ तू ကကြောက်ပြီမဲ့ကျွန်တော်ကြတော့ Daddy are you okay နဲ့ဆင်ပြေခဲ့လားအဲ့လိုဖြစ်သွားပြီဆက်ဆံရေးကသဘောပေါက်လားမသိဘူးဒီနေ့သင်ဖျားသခင်စီချင်းကပ်တဲ့ခါမှာအိုးကြီးမြတ်ဆုံးတော်မူတော့ဖအဲ့လိုမဟုတ်ဘူး Hello Daddy Hallelujah တင်တာပင်မနေလားဒါဆိုရင်တင်ပြောရမယ့်ရားပါလေသလားအဝါယေဟူးတင်ပြောရမယ့်ရားပါလေသလား Daddy တင်ပြောရမယ့်ရားကပါလေသလားပပယေဘာကြောင့်လဲသလားဖခင်ကတင်ကိုကြိတ်မဲ့သူမဟုတ်ဖခင်ကတင်ကိုပွေဖက်မဲ့သူဖြစ်တယ်ဖခင်ကတင့်ကိုအပြစ်တင်မဲ့သူမဟုတ်ဘူးဖခင်ကတင့်ကိုခွင့်လွတ်တော်သူဖြစ်တယ်ဖခင်ကတင့်ကိုထောက်ပံ့တော်သူဖြစ်တယ်အခုကျွန်တော်နောက်ဆုံးကျွန်တော်အဆုံးသတ်မယ်ကျွန်တော်ဥပမာလေးပြောပြီးအဆုံးသတ်မယ်ကျွန်တော်ကြည့်နော်ဒီမှာရှိတဲ့မိဘတွေကိုကျွန်တော်မေးခွန်းလေးတခုမိဘမမေးခင်ဥဝင်းသူပဲကျွန်တော်မေးမယ်နော်ဥဝင်းသူမေးလိုက်တော့မယ်ကဲဟုတ်ပြီနော်ဥဝင်းသူလည်းမေးမယ်ကျွန်တော်မေးမယ်နော်ဥဝင်းသူရဲ့သားသမီးတွေကိုချစ်လားဘယ်လောက်တောင်ချစ်လားပြောပြလို့မကောင်းအောင်ချစ်တယ်ထပ်မင်းမယ်နော်ဥဝင်းသူရဲ့သားသမီးတွေအနားမှာတကယ်လို့များဘယ်လိုပြောမလဲရှိလို့ရမယ်ဆိုတော့အမြဲတမ်းရှိခြင်းလားအမြဲတမ်းရှိခြင်းတယ်အမြဲတမ်းရှိခြင်းတယ်ဒါပေမဲ့ရှိလို့ရလားမရဘူးဘာဖြစ်လို့လဲလူသားဖြစ်နေလို့ဟုတ်တယ်နော်ကဲနောက်တစ်ယောက်ထပ်မင်းမယ်နော်ကျွန်တော်ရဲ့အချစ်ဆုံးတငယ်ချင်းလူကာကိုကျွန်တော်မေးမယ်ကဲကောလူသမီးကိုချစ်လားချစ်တယ်ဘယ်လောက်တောင်ချစ်ပြောမပြတ်တတ်အောင်ချစ်တယ်အခုသမီးကိုတတိယသမီးရဲ့အနားမှာအမြဲရှိခြင်းလားရှိတာပေါ့ရှိခြင်းတယ်အမြဲရှိခြင်းတယ်နော်အမေရှိလို့ရလားမရဘူးရှိလို့ရရင်ရှိခြင်းတယ်ကိုင်းစောသမီးလေးကိုချစ်လားချစ်တယ်ဆရာဘယ်လောက်တောင်ချစ်လဲအများကြီးချစ်တယ်ဆရာသမီးရဲ့အနားမှာအမြဲတမ်းရှိခြင်းနဲ့စိတ်ရှိလားရှိခြင်းဆရာဒါပေမဲ့ရှိလို့ရလားဘာဖြစ်လို့လဲလူသားဖြစ်နေတယ်မိသားစုများဒီမေးခွန်းလေးပဲကျွန်တော်တို့ဖះအောင်မေးကြည့်အောင်ကျွန်တော်တို့အဖေကိုမေးကြည့်အောင်ကျွန်တော်တို့အဖေကျွန်တော်တို့ရဲ့အနားမှာအမြဲတမ်းရှိခြင်းတယ်လို့သင်ထင်လားထင်လားမထင်ဘူးပေါ့ရှိခြင်းတယ်သူလက်ထထင်တယ်လို့ယုံလားကောင်းကင်ဖခင်သင်ရဲ့အနားမှာအမြဲရှိခြင်းတယ်လို့သဘောပေါက်တဲ့သူလက်ထမှန်သလားချလို့ရပြီထပ်မေးမယ်နော်အဲ့ဒီအမြဲရှိခြင်းတဲ့ကောင်းကင်အဖေကကျွန်တော်ရဲ့အနားမှာအခုအမြဲရှိလို့ရလားတေးကြလားဒါဆိုထပ်မေးမယ်အခုအဲ့ဒီအဖေကကျွန်တော်တို့အနားမှာရှိလားရှိလားတကယ်ရှိလားတေးကြလားဟဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ဟာအေမာနွေလကျွန်တော်တို့နဲ့အမြဲအတူရှိသောအဖေဖြစ်တယ်ဟာလေလုယာဒါဆိုရင်မိသားစုများကျွန်တော်ပြောပြမယ်အဖေကကျွန်တော်နားမှာရှိတယ်ဆိုတော့ကျွန်တော်မြင်တာပေါ့ဒါဆိုရင်ကျွန်တော်ကိုသူအမြဲတမ်းကူညီမှာပဲစောင့်ရှောက်မှာပဲကြည့်ရှုပေးနေမှာပဲကျွန်တော်သမီးနာမှာကျွန်တော်အမြဲတမ်းရှိလို့ရရင်ရှိကျင်တယ်တရက်ကကျတော့ကျွန်တော်အရှိမထိုင်နေတယ်ကျွန်တော်သမီးကတက်လာပြီးတော့တရက်ကျတော့ Sunday School ကလေးတွေနဲ့သူဒီပေါ်မှာတက်ပြီးတော့မှဒီလိုလေးရက်နေတယ်သူများတွေလို့မကပါဘူးမဆိုပါဘူးဒီလိုပဲရက်နေတာရက်ပြီးတော့အဲ့လိုကြည့်နေတာဒီနားမှာဒဏ်ရာနဲ့ကြည့်နေတာကျွန်တော်ကြည့်ပြီးတော့ပီတီဖြစ်လိုက်တာဖြစ်လားဟေး
ကောင်းကင်ဖခင်တင်းရဲ့အနာမှာအမြဲရှိတယ်ဘယ်အချိန်အစဉ်ပြေတဲ့အချိန်မှာရှိလားရှိတယ်ဘလို့ပုံစံနဲ့ရှိနေတယ်လေ तू ပီတိဖြစ်နေတယ်ဟောငါသားကောင်းစားနေတယ်ငါသားသမီးအစဉ်ပြေနေတယ်ငါသားသမီးပျော်နေတယ် तू လည်းပျော်နေတယ်तू ပြောနေတယ် तू ပြောနေတယ်တရက်ကြတော့ကျွန်တော်သမီးကဒဏ်ရာဖြစ်တယ်ဗျာဖြစ်ပြီးတော့မှဆေးရုံသွားရတယ်ကျွန်တော်သမီးရဲ့အနားမှာကျွန်တော်အတူရှိတယ်ကျွန်တော်သမီးကိုဆေးထိုးတယ်ကျွန်တော်သမီးအော်တယ်သူအော်ရင်ကျွန်တော်ဒီထဲမှာနာတယ်ကျွန်တော်သမီးကိုဆေးကူးဖို့ပြင်ဆင်တယ်ဆရာမတွေကပြောတယ်မတက်နိုင်တော့ဘူးလို့ပြောတယ်အဲ့လိုပြောရင်ကျွန်တော်ပေါ်နာတယ်ကျွန်တော်သမီးကိုကျွန်တော်ကိုယ့်ဖို့စူးစမ်းတယ်ကျွန်တော်နားမှာရှိတယ်ဘလို့ရှိတယ်ငါသမီးကိုငါဘလို့ကယ်လို့ရမလဲဘလို့ကယ်လို့ရမလဲဘလို့ကူညီလို့ရမလဲငါဘလို့လှုပ်လို့ရမလဲအဲ့လိုကျွန်တော်ရှိနေတာကျွန်တော်ရှိနေတာအတူနာကျင်နေတာအတူခြေကွဲနေတာအတူခံစားနေတာထိုနည်း၎င်းပဲကောင်းကင်ဖခင်လည်းသင်ရဲ့အနာမှာအမြဲရှိတယ်အမြဲရှိတယ်အစဉ်ပြေတဲ့အချိန်မှာပဲရှိတာမဟုတ်ဘူးအစဉ်မပြေတဲ့အချိန်မှာလည်းရှိနေတယ်ဘလို့ပုံစံမျိုးနဲ့ရှိနေလဲသင်နဲ့အတူနာကျင်နေစေပါပဲသင်နဲ့အတူကြေကွဲနေစေပါပဲဘလို့ဖြတ်တန်းနေတယ်လဲ तू ဘလို့သင်ကို तू ဘလို့ကူညီလို့ရမလဲဆိုတော့ကိုအမြဲစဉ်းစားနေတာဖြစ်တယ်သင်ကသာစိတ်မရှိတာဖခင်ကငါဘလို့ကူညီလို့ရမလဲငါသူ့ကိုဘလို့ကယ်လို့ရမလဲအဖေသင်ကိုတိတ်ချစ်တယ်ဟာလေလုယာမနေ့ကကျွန်တော်သားကာကွယ်ဆေးထိုးတယ်3 ချောင်းထိုးရတယ်ထိုးလိုက်တယ်သူနာတယ်ပြီးပြီလားမပြီးသေးဘူးအဲ့အရှိတဲ့နောက်တစ်ချောင်းထပ်ထိုးမယ်ဖလက်ထိုးနောက်တစ်ချောင်းထပ်ယူလာတယ်အရှိထပ်ထိုးကျွန်တော်သားရဲနာတယ်ဒါပေမဲ့အဲ့ဒီနာကျင်ခြင်းကိုခွင့်ပြုပေးတာကျွန်တော်ပဲအဲ့ဒီနာကျင်အောင်စီစဉ်တာလဲကျွန်တော်ပဲဘာအတွက်လဲကျွန်တော်သားကောင်းစားဖို့အတွက်ဖြစ်တယ်တချို့သောနာကျင်ခြင်းတွေဟာတင်ရှင်းချက်လာဖို့ဖျားပေးကြုံတာပါတချို့သောဖြတ်တန်းရတဲ့အရာတွေဟာလဲတင်ကိုလွတ်မြောက်ဖို့ဖျားသခင်စီစဉ်နေပါတယ်ကောင်းကင်ဖခင်မကြားတဲ့ဆုတောင်းတန်မရှိပါဘူးကောင်းကင်ဖခင်မသိတဲ့ပြဿနာမရှိပါဘူးဖျားသခင်အားလုံးသိပါတယ်တကယ်တမ်းကြရင်တင်တစ်ခါတည်းဒီလိုတွေးတယ်မလားတင်ဆုတောင်းနိုင်မှာတင်တအားဆုတောင်းမှာဖျားပေးမယ်လို့တင်ထင်တယ်မလားဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့တတိယစေခြင်းတယ်တချို့သောကောင်းကြီးမင်္ဂလာတွေကကျွန်တော်တို့ဆုတောင်းခဲ့လို့မဟုတ်ပါဘူးကျွန်တော်တို့ဆုမတောင်းပေမဲ့ရခဲ့တဲ့အရာတွေရှိလားရှိသလားတကယ်ရှိလားအဖေကတင့်ကိုထောက်ပံ့နေစေပါဒါပေမဲ့ကျွန်တော်ခဏပြောခဲ့သလိုလိုက်ပြောပါငရုတ်သီးဆိုတာဆက်တယ်မီးကပူတယ်တံမြာသီးကချင်းတယ်ကျွန်တော်ကြည့်နော်ကျွန်တော်ကြည့်ကျွန်တော်ရဲ့ဒီခြေထောက်နှစ်ချောင်းကအရှိကိုလှဲ့လားအနောက်ကိုလှဲ့လားဒါဆိုလို့ရှိရင်ဒီခြေထောက်နှစ်ချောင်းကိုဖျားဖန်ဆင်းတားပေးတဲ့ရည်ရွယ်ချက်ကအရှိကိုရှောက်ဖို့လားအနောက်ကိုရှောက်ဖို့လားအဲ့တော့အရှိကိုရှောက်မယ်ရှောက်ပြီးဒါပေမဲ့ကျွန်တော်ထပ်မိမယ်အနောက်ကိုရှောက်လို့ရလားခင်ဗျာရလားရှောက်ပြီးခင်ဗျာအမြဲတမ်းဒီလိုပဲရှောက်တော့မယ်ရလားကျွန်တော်ဒီလိုပဲရှောက်တော့မယ်ဘာဖြစ်တော့မလဲတိုက်တော့မယ်ဆက်ရှောက်ရင်ဘာဖြစ်မလဲလိုက်ပြောဒုက္ခရောက်မယ်ဟဲ့တချို့သောຢာကဖယားကတင့်ကိုဒုက္ခမရောက်စေချင်လို့တင့်ကိုတတိပေးနေတာတင့်ကိုဒုက္ခမရောက်စေချင်လို့ဆုံးမနေတာဒုက္ခမရောက်စေချင်လို့ပြောနေတာဒုက္ခမရောက်စေချင်လို့သင်ပေးနေတာဒုက္ခမရောက်စေချင်လို့ဒုက္ခမရောက်စေချင်လို့ပြောတယ်အရင်မတော့ပါနဲ့ဒုက္ခမရောက်စေချင်လို့ပြောတယ်ဆလိတ်မတော့ပါနဲ့ဒုက္ခမရောက်စေချင်လို့ပြောတယ်ဘိမစားပါနဲ့ဒုက္ခမရောက်စေချင်လို့ပြောတယ်မဖောက်ပြန်ပါနဲ့ဒုက္ခမရောက်စေချင်လို့ပြောတယ်လောင်ကစားမလုပ်ပါနဲ့ဒုက္ခမရောက်စေချင်လို့တင့်ကိုပြောနေတာမိသားစုများကြော်ပြောပြမယ်နော်တချို့ဟာတွေကဖျားက original तू ကတတ်မှတ်ထားပြီးသားကြော်ပြောပြမယ်ခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ဘာလူမျိုးပဲဘာသာဖြစ်ဖြစ်ထမင်းမစားရင်အသက်ရှင်လို့မရဘူးထမင်းကိုပြောတာမဟုတ်အစာကိုပြောတာဘာဖြစ်ဖြစ်ပေါ့အစာမစားရင်အသက်ရှင်လို့မရဘူးရေမတောက်ရင်အသက်ရှင်လို့မအဲ့ရင်အသက်ရှင်လို့အဲ့ဒါကိုဘာဖြစ်လဲကွာဘာဖြစ်လဲဆိုပြီးတော့မှဆန့်ကျင်ပြီးတော့နေမယ်ဆိုရင်သင်မဲ့ဒုက္ခရောက်လိမ့်မယ်ဒါကြောင့်တချို့သောပြဿနာအခက်အခဲတွေက
ဖျားပေးတာမဟုတ်ဘူးလောကကြီးကအဲ့ဒီတိုင်းပဲဒါပေမဲ့တင့်ကိုဒုက္ခမရောက်စေခြင်းတဲ့အခါမှာဖျားကတင့်ကိုကယ်တာဖြစ်တယ်နားလေလားမသိဘူးနားလေလားမသိဘူးဒါပေမဲ့ဒုက္ခအားလုံးကအဲ့လိုလားဆိုတော့မဟုတ်ပါဘူးဒါကြောင့်ဖျားကအရှိကိုရှောက်ဖို့တတ်မှတ်ပေးထားရင်ဘာလို့ရမှာလဲအရှိကိုပဲရှောက်အနောက်ကိုမရှောက်နဲ့ရှောက်လို့ရလဲမရှောက်နဲ့လှုပ်လို့ရလဲမလုံနဲ့ကျွန်တော်ဟာမဆဲတတ်တာမဟုတ်ဘူးဒီထဲမှာမဆဲတတ်တဲ့သူရှိလားမရှိဘူးဒါပေမဲ့ဘသူကဆဲလဲဘသူကမဆဲဘူးဟုတ်တာမဟုတ်ဘူးလားမဆဲတတ်တာမဟုတ်ဘူးမဆဲတာဘာကြောင့်လဲအဲ့ဒီဆဲတာဟာမကောင်းဘူးဆိုတော့ကိုအသိဉာဏ်ကသတိပေးတယ်ဘယ်ကနေလာလဲကောင်းကင်ဖခင်စီကနေလာတာနားလေလားမသိဘူးဒါကြောင့်ကျွန်တော်ဒီကုန်းချုပ်ရမယ်ဆိုရင်ဖယားသခင်ဖြစ်တဲ့ကောင်းကင်ဖခင်ဟာကျွန်တော်တို့ကိုတိတ်ချစ်တယ်ကျွန်တော်တို့ကိုတိတ်တန်ဖိုးထားတယ်ဒါကြောင့်မလို့သူကမဖြစ်သင့်တာမဖြစ်ရအောင်တတိပေးတယ်ဒုက္ခရောက်ရင်လည်းသူပဲကယ်တယ်တင်ကြေကွဲရင်လည်းတင်နားမှာသူရှိတယ်တင်အစဉ်ပြေရင်သူပြောတယ်တင်ကိုအမြဲတမ်းအကောင်းဆုံးသူပြင်ဆင်ထားပြီးသားမိဘတိုင်းတင်သားသမီးကိုတင်ရဲ့နှလုံးသားထဲမှာရှိတဲ့အတိုင်းဖယားသခင်လည်းအဲ့ထက်မနေအဲ့ထက်ပို့အောင်ရှိတယ်ဆိုတာလေးကိုသဘောပေါက်စေခြင်းတယ်ဒါကြောင့်အားလုံးမတည့်ရရအောင်